ဒီနေ့ခေတ်မှာမေတ္တာကိုတော့အလိုရှိကြတာဖြစ်တယ်လူတွေဟာတူနဲ့တူမေတ္တာပို့တာကြိုက်တယ်သူ့ကိုမေတ္တာပို့ပေးပါဒီမကောင်းရင်လည်းပဲမေတ္တာပို့ပေးပါအလုပ်တစ်ခုလုပ်တော့မယ်ဆိုရင်လည်းအောင်မြင်ဖို့ရမေတ္တာပို့ပေးပါမေတ္တာခံယူခြင်းရတယ်သို့တော့ကိုယ့်ရဲ့ထဲမှာရှိနေတဲ့အမုန်းကိုတော့ဖယ်ရှားဖို့ပေးနေချပြတယ်ပေါ့စဉ်းစားကြည့်မယ်ဆိုရင်နော်ရှင်တွေကအမုန်းတရားဖယ်ရှားရမှာကအဓိကဖြစ်တယ်ကိုယ့်ရဲ့ထဲမှာအမုန်းတရားရှိနေသမျှကလပ်ပလုံးဘသူကဘလောက်ပဲမေတ္တာပို့ရှင်တွေကအမုန်းတရားဟာကုဆက်လောင်ကျွမ်းနိုင်တဲ့စွမ်းရည်တတိရှိတယ်ဆိုတာတတိထားဖို့လိုအပ်တယ်ပေါ့ဒါကြောင့်မို့ယင်ထဲမှာရှိတဲ့အမုန်းတရားအညှို့အတေးအာဃာတပြားကိုဖယ်ရှားပစ်ဖို့ရမေတ္တာပွားတဲ့ဒီကိုအသုံးချရမှာဖြစ်တယ်မိမိအနေနဲ့မုန်းတဲ့ပုဂ္ဂိုလ်ကိုယ်နဲ့အစင်မပြေတဲ့ပုဂ္ဂိုလ်ရှင်ထဲမှာမေတ္တာထားဖို့ဆိုတာအလွန်ခဲယဉ်နေပေါ့အဲ့လိုခဲယဉ်တော့လည်းပဲမအောင်မြင်ဘူးလို့ပြောတာတော့မဟုတ်ဘူးခက်ခဲကြိုးစားရမယ်လို့သူတို့ဆိုလို့ပေါ့ခက်ခဲပေမဲ့လို့လုပ်ရင်အောင်မြင်တာပဲအလွန်မြင့်တဲ့တောင်ကြီးကိုတက်ဖို့ကြိုးစားတာတောင်ကြီးတော့ဘဝအောင်လိုင်းကြီးတော့လေအောင်ဆိုတာလို့တနေ့မဟုတ်တနေ့တော့အောင်မြင်သွားမှာပဲဖြစ်တယ်ပေါ့ဒါကြောင့်မို့မေတ္တာတရားကိုကြိုးစားပြီးတော့ဘယ်လိုပွားရမလဲကိုယ်နဲ့အစမပြေတဲ့ပုဂ္ဂိုလ်ထိုပုဂ္ဂိုလ်ပေါ်မှာကိုယ်စိတ်ထဲမှာမကြေမချမ်းဖြစ်လာပြီဆိုရင်ကိုယ်ရင်ထဲကမကြေမချမ်းဖြစ်တာကိုမေတ္တာဘာဝနာပွားပြီးဖြေပြောင်းရမှာဟိုလူရဲ့ရင်ထဲမှာဖြစ်တဲ့ဒေါသငြိမ်းဖို့တဲ့ကိုယ့်ရင်ထဲကဖြစ်တဲ့ဒေါသငြိမ်းဖို့ကပိုအရေးကြီးတယ်ပေါ့ကိုယ့်ရင်ထဲမှာဖြစ်လာမယ့်ဒေါသမဖြစ်ရအောင်မေတ္တာဘာဝနာပွားတဲ့အခါမှာဒေါသရဲ့အပြစ်ကိုဆင်ញင်ရမှာဖြစ်တယ်သီးခံခြင်းရဲ့အကျိုးတရားကိုနှလုံးသွင်းရမှာဖြစ်တယ်ခန္တီနဲ့မေတ္တာဒီနှစ်ခုဟာတဘာဝအပြင်ပြောမယ်ဆိုရင်မေတ္တာဆိုတာအာဒေါသအမုန်းကင်းစင်တဲ့စိတ်နေသဘောထားဒေါသမရှိတဲ့စိတ်နေသဘောထားခန္တီဆိုတာဟာလည်းပဲဒေါသကင်းတဲ့စိတ်နေသဘောထားပဲတူတူပဲဒီနှစ်ခုဟာတရားကိုကောက်တဲ့အခါကျတော့မေတ္တာအရာအာဒေါသကောက်တယ်ခန္တီအရာကျတော့အာဒေါသပြတ်ထန်းတဲ့ကုသိုလ်စေတနာတွေကိုကောက်တယ်အဲ့တော့ဒီနှစ်ခုဟာသဘောတရားအဖြစ်တူတယ်မေတ္တာကိုခိုင်မာဖို့အတွက်ခန္တီနဲ့ထိမ့်သိမ်းရမှာဖြစ်တယ်ပေါ့မြတ်စွာဘုရားသခင်ကိုရောမြတ်ကဒေါသနဲ့မတုံ့ပြန်မှုသိခံမှုဆိုတာအကျဉ်းချင်းထပ်ထပ်ဟောခဲ့တာဖြစ်တယ်တပိပိကုသလဓမ္မာခန္တယာယတ္တဝဝတ္တရေလောကလူတွေကုသိုလ်ရတယ်ဆိုတာသိခံမှုမရှိရင်ကုသိုလ်မရနိုင်ဘူးခန္တီပရမန္တပောတိဒိဋ္ဌာသိခံခြင်းဆိုတဲ့ခန္တီတရားဟာအကျိုးကျေးဇူးကိုဖြစ်ထွန်းစေတတ်တဲ့အကျင့်တရားတွေထဲမှာအကောင်းဆုံးအကျင့်တရားဖြစ်တယ်လို့မြတ်စွာဘုရားဟာအချိန်ပေါင်းဖရာဘဝမှာအချိန်ပေါင်းအများဆုံးဟောခဲ့တဲ့တရားတွေမှာပါတယ်ပေါ့အချိန်ပေါင်းများစွာဟောတဲ့တရားတွေမှာပါအများဆုံးအဟောဆုံးကတော့အပမဒိနသံသာဒိဋ္ဌာ45ဝါကာလပတ်လုံးတရက်မှမပြတ်ဟောတဲ့အပမဒိနသံပါဒိဋ္ဌာတလအနည်းဆုံး2ကြိမ်ဟောခဲ့တဲ့ခန္တီပရမန္တပောတိဒိဋ္ဌာဆိုတဲ့ဩဝါဒပါဠိမောပါပါတဲ့ခါတာအဲ့ဒါဟာဘုန်းကြီးတို့တွေရှင်ထဲမှာဖြစ်ပေါ်လာမဲ့ဒေါသတရားကိုဖယ်ရှားပစ်ဖို့ရအကောင်းဆုံးနည်းစနစ်အနေနဲ့မြတ်စွာဘုရားဟောခဲ့တာဖြစ်တယ်ပေါ့သဘာဝတရားတစ်ခုကိုဆင်ခြင်စဉ်းစားကြည့်မယ်ဆိုရင်မေတ္တာဟာအမုန်းကင်းစင်ပြီးတစ်ဖက်သားရဲ့အကျိုးကိုလိုလားတဲ့စိတ်နေသဘောထား
ခန္တီဆိုတာကိုယ်ကိုစော်ကားလာတော့လည်းပဲမေတ္တာကိုမပြတ်အောင်ထိန်းနိုင်တဲ့စွမ်းရည်တတ္တိရှိတဲ့သဘောတရားလို့ဒီလိုကြွယ်ချပြီးတော့မှတ်တာမေတ္တာကိုထိန်းတာဟာခန္တီပဲခန္တီနဲ့ထိန်းမှမေတ္တာဆိုတာမပြတ်တာခန္တီဆိုတဲ့အဓိပ္ပာယ်ကတိခဏ်ခြင်းဆိုတာစွမ်းရည်တစ်ခုပဲအေးကြောက်လို့ပြန်မပြောတာစိတ်ထဲကတော့မကျေနပ်ဘူးအဲ့ဒါခန္တီမဟုတ်ဘူးရင်ထဲနှလုံးထဲမှာမကျေမနပ်ဖြစ်ပြီးပါးစပ်ကသာမပြောဘဲနဲ့ငုံနေတာဒါခန္တီမဟုတ်ဘူးเนาะခန္တီဆိုဒီမှာအပြုံးမပြတ်စိတ်ထဲမှာပြောသမျှကိုအပြုံးမပြတ်အတေးအမှတ်မထားပဲနဲ့နေနိုင်တဲ့စွမ်းရည်တတိစိတ်ဓာတ်ရင့်ကျက်မှုကိုခန္တီလို့ခေါ်တာပဲအဲ့ဒီခန္တီနဲ့ထိမှမေတ္တာဆိုတာခိုင်မြဲတာဖြစ်တယ်ပေါ့အဲ့ဒီခန္တီမေတ္တာဒီနှစ်ခုကိုဆင်ញင်သုံးသပ်ပြီးတဲ့အခါကျတော့ကိုယ့်ရဲ့ရင်ထဲနှလုံးသားထဲမှာမေတ္တာတရားကိုခိုင်မာအောင်တည်ဆောက်ကြရမှာဖြစ်တယ်မြတ်စွာဘုရားကအညုတိဆိုတဲ့အာဃာတတွေပျောက်ဖို့ရအတွက်နီလန်၄သွယ်နဲ့နီလန်၅သွယ်နဲ့ညှိမ့်သက်ဖို့ဆုံးမခဲ့တာရှိတယ်အာဃာတပฏิဝိနယသုတ်အင်္ဂုတ္တရပါဠိမှာပါရှိတယ်အဲ့ဒီနီလန်၅သွယ်နဲ့ညှိမ့်သက်နေဟာလက်တွေ့အသုံးချရမှာဖြစ်တယ်ပေါ့နော်ဟုတ်ပြီကိုယ်တရားယောဂဆိုကားလာတော့ကိုမကျေနပ်တဲ့ပုဂ္ဂိုလ်တယောက်အညှို့တေးသူ့ပေါ်မှာမုန်းတီးတဲ့စိတ်တွေကိုဖြောက်လို့မရဘူးဒီပုဂ္ဂိုလ်ပေါ်မှာမကျေနပ်တဲ့ရင်ထဲကမကျေနပ်တဲ့စိတ်တွေဟာအခုခံကြီးဖြစ်နေတယ်ဆိုရင်ဘာလုပ်ရမလဲမကျေနပ်တဲ့ပုဂ္ဂိုလ်မရှိရင်တော့လည်းကိစ္စမရှိဘူးကိုမုန်းပြီးတော့မကျေမနပ်ရင်ထဲကမကျေမချမ်းဖြစ်နေတဲ့ပုဂ္ဂိုလ်တယောက်ရှိနေပြီဆိုလို့ရှိရင်ဘာနဲ့ဖြေဖြောက်ရမလဲဆိုတော့မြတ်စွာဘုရားကနီလန်၅သွယ်ပေးခဲ့တာဖြစ်တယ်ပေါ့နော်နီလန်၅သွယ်ကပထမအဲ့ဒီပုဂ္ဂိုလ်ရဲ့အကျိုးစီးပွားကိုလိုလားတဲ့မေတ္တာခိုင်မာအောင်တည်ဆောက်ပါနော်သူ့ရဲ့အကျိုးစီးပွားကိုစဉ်းစားပါမုန်းစရာတွေကိုမတွေးနဲ့ဆိုပါတော့လူတယောက်ဟာမေတ္တာကိုတည်ဆောက်တော့မယ်ဆိုလို့ရှိရင်အပြစ်ကိုမကြည့်နဲ့ကောင်းတာလေးကိုရှာကြည့်ကောင်းတာလေးကိုရှာကြည့်